ဆိုကတဲ့စီပလူဘာကစားရဒိုမနီလောရှိုးစွာဖျားတခင်ရဲ့အကုန်ကျေးဇူးတော်ကိုချီးမွမ်းတယ်ဒီကနေ့ဒီမှာရှိတယ်ဗောနော်ယတတပဝုပြုကိုကွယ်ချင်းမှာလာရောက်ပြီးတော့မှမေတ္တာဟာရဖွဲ့ဝုပြုကိုကွယ်နိုင်ရတဲ့အခွင့်ပေးတည်အတွက်လည်းကျေးဇူးတင်တယ်လို့ကျမတို့အိမ်ထောင်မိသားစုကနေတာဝန်ယူပြီးတော့မှလာရောက်ပြီးတော့မှမေတ္တာဟာရဖွဲ့တဲ့အခါမှာကျမတို့ဟောဗောနော်ကရူဟူကအတိတပည့်တော်စုဆရာဆရာမများလည်းကျမတို့နဲ့အတူလာရောက်ပြီးတော့မှမေတ္တာဟာရဖွဲ့ပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်တယ်ဗောနော်ဒီကနေ့ကျမဆိုလို့ရှိရင်ဗောနော်ကျမတို့ကိုအမြဲတမ်းကြည့်ရှုစောင့်ထိန်ပေးတဲ့ဖရာသခင်ဗောနော်ကျမကိုအမြဲတမ်းစောင့်ထိန်ပေးတဲ့ခင်ဒီကနေ့ကျမဒေသနာအနေနဲ့ဒေသနာထက်ဖရာသခင်ရဲ့ကျမရဲ့တက်တည်ခံချက်တွေဗောနော်အနေငယ်ကျမ်းပိုက်လေးတွေနဲ့ပြောပြချင်ပါတယ်ဗောနော်ဒီကနေ့ဗောနော်ကျမတို့ရဲ့အသက်တာမှာဗောနော်မိသားစုတွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နဲ့တွာလာပြီးတော့မှမိသားစုတွေနဲ့အတူမိသားစုရဲ့နှွေးထွေးမှုယူရမှုတွေနဲ့နေထိုင်တွာလာရတဲ့သူတွေရှိတယ်လို့မိသားစုတွေရဲ့ဥပိ္ပခာပြစ်မှုတွေနဲ့နေထိုင်တွာရတဲ့လူတွေလည်းရှိတယ်ဗောနော်ဒီကနေ့ကျမရဲ့အသက်တာမှာကျမဘလို့တက်တည်ခံချင်လဲဆိုလို့ရှိရင်မနော်ကျမရှေ့ဥစွာကျမ်းစာတော်မှာတပိုက်ကိုဖတ်ချင်တယ်မနော်ခဏ138ခုမြောက်သောစာလံအပိုင်းငယ်9နဲ့10ကိုကျမတို့ကြည့်ငါတီကျင်းမြောင်းရာထဲကထာဝရဘုရားကိုခေါ်၍ထာဝရဘုရားသည်ကျယ်ဝန်းသောအရက်ထဲသို့တွင်းတော်မူ၏ထာဝရဘုရားသည်ငါဘက်မှရှိတော်မူသည်ဖြစ်၍ကြောက်เสียမရှိငါသည်လူသည်ငါ၌အဘယ်သို့ပြုနိုင်သည်ထာဝရဘုရားသည်ငါဘက်၌မဆတော်မူသည်ဖြစ်၍ငါကိုမုန်းသောသူတို့၌ငါအလိုပြည့်စုံလိမ့်မည်ထာဝရဘုရား၌ခိုလုံခြင်းသည်လူကိုကိုးစားခြင်းထက်သာ၍ကောင်း၏ထာဝရဘုရား၌ခိုလုံခြင်းသည်မင်းကိုကိုးစားခြင်းထက်သာ၍ကောင်း၏ဒီကနေ့ကျမရဲ့အသက်တာမှာငငယ်တုန်းကနဲ့ဆိုလို့ရှိရင်မနော်ကျမဟာဆိုလို့ရှိရင်ကိုမမွေးလာတဲ့လူတူဆိုပြီးတော့မှကိုခံယူခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်မနော်ကျမသူများတွေဆိုဘုရားသခင်ကျမဒီမိခင်နဲ့ဖခင်ပေးတဲ့အတွက်သူများကျေးဇူးတော်ချီးမွမ်းတယ်။အမြဲတမ်းပဲကျေးဇူးပဲဘုရားသခင်ကျမကကြောမချီးမွမ်းနိုင်ဘူး။ဘာကြောင့်မချီးမွမ်းလဲနိုင်လဲဆိုလို့ရှိရင်မနော်ကျမကိုမွေးတဲ့အခါမှာကျမအဖေကရှေ့တန်းနေပြန်လာတဲ့အခါကျမကိုမြင်တဲ့အခါမှာဆိုလို့ရှိရင်မနော်အခုဆရာတာဒီတို့ဘာတိုက်လူမျိုးအဲ့ချိန်တော့ကျမတို့တောထဲမှာပဲအဲ့ချိန်မှာအပါကကျမကိုဘာလုပ်လဲဆိုလို့ရှိရင်အောင်ဝဲလေးကိုကောက်ကင်ပြီးတော့ပြစ်ထုတ်လိုက်တဲ့အခါမှာဘောနော်ကျမဆိုဗလဲသူများပြန်ပြောပြရဲ့အရာဆိုငယ်ချီးတွေတော့မှထွက်ကြတယ်မနော်ဒါပေမဲ့ကျမမတည်ခဲ့ဘူးတည်သွားရင်လေတမျိုးကောင်းမယ်ဒါပေမဲ့ကျမဘုရားသခင်ကတည်ခွင့်မပေးဘူးအဲ့ဒီဟာတစ်ခေါက်ပြီးတော့ချင်းကျမအသက်တစ်နှစ်ကျော်လောက်ရောက်တဲ့အခါမှာလည်းပဲအဲ့ဒီမနီပလောမှာကျမတို့အဲ့ချိန်မနီပလောမှာနေတဲ့အချိန်မှာကျမတော့တက်လမ်းလျှောက်တဲ့အချိန်တစ်နှစ်ကျော်အဲ့ချိန်ကျမရေတောင်းတောက်တယ်အော်ဆိုတော့ရေတောင်းတောက်တယ်အဲ့ချိန်မှာအပါကရေနွေးခွက်တစ်ခွက်ကိုခတ်တယ်နော်ခတ်ပြီးတော့မှကျမရေတောင်းတောက်တာတိတယ်ဒါပေမဲ့ကျမတို့တဲ့မတိကြိုးကျွံပြုတ်တော့အဲ့ရေနွေးခွက်ကိုအတိုင်းခလေးဆိုတဲ့တဘာဝအနေနဲ့ဒါရေပဲလို့ပဲတွေးပြီးတော့မှကျမကယူတောက်လိုက်တဲ့အချိန်မှာရေနွေးတကူလုံးကျမကိုလောင်းတယ်တကူလုံးလောင်းတယ်ဒါပေမဲ့ကျမမျက်နှာမှာတရားမကြံခဲ့ဘူးဒါပေမဲ့ကျမရဲ့ဒီလေဘေးနားတွေဒီရင်ဘတ်နားတွေဒီပိုက်နားမှာအခုချိန်ထိအမှရွတ်ကြံခဲ့တယ်ဒါပေမဲ့ကျမအဖေကကျမကိုဘယ်လောက်ထိလဲဆိုလို့ရှိရင်သူ့သားသမီးတွေထဲမှာကျမအကိုကျမရဲ့အမဒါသူ့ကလေးကျမသူ့ကလေးမဟုတ်ဘူးဗောနော်ဒါပေမဲ့ဒါဆိုလို့ရှိရင်ကျမခံစားခဲ့ရတယ်ဒါပေမဲ့ကျမမသိဘူးဒါပေမဲ့ပတ်ဝန်းကျင်ကတောင်ကျမဘာမပြောတိုးတော်ညာလဲကျမအတော်အရင်အမေဖဲအတော်ရင်းနေဆိုဘာပြောလဲဆိုအဖေမပေါ်တဲ့ကလေးနော်ကျမအသက်တာမှာအဖေမပေါ်တဲ့ကလေးကျမစဉ်းစားလို့မရဘူးအဲ့ချိန်မှာကျမအဖွားကိုမေးတယ်အဖွားအဖေမပေါ်တဲ့ကလေးကဘာလဲကျမမေးတယ်အဲ့ချိန်မှာအဖွားကျမကို
ရှင်းပြတဲ့အချိန်မှာကျမအမိုးအရန်မုန်းတယ်ကျမကိုယ်နဲ့ဆောင်တဲ့အချိန်မှာအမိုးကခြားတော့ယောက်ျားနဲ့ဖောက်ပြန်အဲကြောင့်မလို့အဲ့ဖက်မှာသူတို့ရဲ့အသက်တာဖျားမသိရှိတဲ့အသက်တာနဲ့သူတို့အသက်ရှင်တဲ့အခါမှာသူတို့ပြုတ်ခဲ့တဲ့အမားကျမပေါ်မှာတက်ရောက်ခဲ့တယ်အဲ့လိုတက်ရောက်တဲ့အချိန်မှာကျမဆိုလူအဲ့ဒီမောင်နှမကြားထဲမှာကျမအရန်တိမ်ငယ်တယ်ဒါကြောင့်မလို့ကျမဆိုရင်ငါအဖေမပေါ်တဲ့ကလေးငါအဖေဘယ်သူလဲအရန်သိရှင်တယ်အဖေအရင်ဖြစ်တဲ့ကျမရဲ့အဖေကကျမမလက်ခံတဲ့အတွက်ဘယ်အဖေကိုအဖေခေါ်ရမှန်းမသိဘူးအဖေအရန်ဘယ်လောက်ထိမုန်းလဲဆိုရင်အခုချိန်မှာ6နှစ်9နှစ်ကလေးတွေကအရန်ပျော်ရွှင်ရတဲ့အချိန်မှာကျမဟာဆိုလို့ရှိရင်အဖေအရက်မူးလာပြီဆိုရင်ကျမကိုလိုက်ရိုက်ပြီးကျမကိုတတ်ဖို့ပဲကျိန်းနေအဲ့ချိန်မှာလူကြီးတွေမဝင်နိုင်တဲ့မြောင်းထဲမှာကျမဝင်ပုန်းရတယ်အဲ့မှာ4-5 နာရီလောက်နေရတယ်ပြန်ထွက်လာပြီဆိုလို့ရှိရင်အဲ့ချောင်းထဲကပြန်ထွက်လာပြီဆိုကျမဖျားယူရတဲ့အစ်စ်နော်အဲ့နေ့အဖေအိတ်သွားပြီဆိုမှကျမထွက်လာရတယ်နော်အဲ့လောက်ထိကျမကိုမုန်းခဲ့တယ်ကျမကိုတတ်ဖို့ထိလှုပ်ခဲ့တယ်တိုးတော်ညာလည်းပဲဗောနော်ကျမမတည်ကျမဘာမှအထိခိုက်မရှိဘူးဗောနော်ကျမရဲ့အသက်တာမှာအထိခိုက်မရှိဘူးဖျားသခင်ကကျမကိုအမြဲတမ်းကြည့်ရှုဆောင်မတယ်နော်ဂရုဏာကြီးတဲ့ဖျားဖြစ်တဲ့အတွက်ကျမကိုကြည့်ရှုခဲ့တယ်ဗောနော်ဒါကြောင့်မလို့ကျမအသက်တာမှာကျမကြုံတွေ့ခဲ့တဲ့အရာတွေဗောနော်အဲအကြောင်းမလို့ကျမဆိုရင်ကျမတို့အဲ့နောင်ထော်မှာပြန်လာနေတဲ့အခါမှာဆိုလို့ရှိရင်အဖိုးကဗုဒ္ဓအဖေကခရစ်ယာန်သူ့တော်ညာလည်းပဲအဖေကသူ့ကိုယ်သူခရစ်ယာန်လို့မပြောတဲ့အချိန်မှာကျမတို့ဗုဒ္ဓဘာသာကိုကူးကွယ်တယ်ဗုဒ္ဓဘာသာကိုကူးကွယ်ပြီးတော့မှနောက်မှအဲ့ချိန်တော့ကက်သလစ်တွေတော့ရှိတယ်ခရစ်ယာန်တွေကမရှိဘူးအဲ့ချိန်မှာနှစ်ချင်းတွေလုံးဝနှစ်ချင်းတွေဝင်လာတဲ့အချိန်မှာအဖွားငါတို့ကနှစ်ချင်းတွေခရစ်ယာန်တွေပြောရင်ကျမတို့ကနှစ်ချင်းဖက်ကိုမောင်နှမတချို့ကလိုက်တယ်လို့ဗုဒ္ဓဘာသာဖက်မှာအခုချိန်ထိမောင်နှမတွေကဗုဒ္ဓဘာသာကိုးကွယ်တဲ့လူရှိတယ်လို့ခရစ်တော်ယုံကြည်တဲ့လူတွေလည်းရှိတယ်ဗောနော်ဒါကြောင့်ကျမတို့ရဲ့အသက်တာမှာဗောနော်အဲ့လိုမျိုးမိသားစုနှစ်စုကွဲနေတယ်ဗောနော်ဒါပေမဲ့ကျမဖယားတက်ခေဖယား Sunday School တွေတက်တဲ့အခါမှာဗောနော်အဲ့ဒီ6တန်း9တန်းမှာ Sunday School တက်တဲ့ဖယားတက်ခေကချစ်ချင်းမေတ္တာဖယားဖြစ်တယ်ဖယားတက်ခေကလူသားတိုင်းအားလုံးကိုချစ်တဲ့ဖယားဖြစ်တယ်ဖယားသခင်ငါဆိုလို့ရှိရင်မေတ္တာရှင်ဖယားဖြစ်တယ်ပြီးရင်ကျမတို့ဖယားသခင်ကဆုတောင်းရင်ဆုတောင်းတယ်လို့ပေးတဲ့ဖယားဖြစ်တယ်ဒါကြောင့်မလို့ကျမအသက်တာမှာကျမဆုတောင်းဖယားသခင်ကျမကိုတည်ခွင့်ပေးပါသူများတွေကအသက်ရှင်ခွင့်သူများတောင်းပေမဲ့ကျမရဲ့ဆုတောင်းချက်ကတည်ဖို့ပဲမနေချင်တော့ဒီမိသားစုနဲ့မနေချင်တော့သူများမလက်ခံတဲ့အတိုင်းဝိုင်းမှာလည်းမနေချင်ဘူးအဲကြောင့်မလို့ကျမဆုတောင်းတယ်ဖယားသခင်ကိုအဲ့လိုမျိုးကျမဆုတောင်းတက်ဆအရွယ်မှာကျမအဲ့လိုဆုတောင်းနေပြီဒါမဲ့ဘောနော်ကျမအဲ့မှာနေတဲ့အချိန်ဒါမဲ့ကျမနောက်ဆုံးတော့ကျမ10တန်းတက်ဖို့ရအတွက်အဖိုးကတော့ဆုံးသွားတဲ့အချိန်မှာကျမတို့ရဲ့တောင်တစ်ခုပြိုသွားတဲ့အတွက်ကျောင်းမတက်နိုင်တော့အဲ့ချိန်မှာကျမဒီတောင်ကိုရောက်လာခဲ့တယ်ဘောနော်တောင်ကိုရောက်လာပြီးတော့အမိုးကြီးတို့နဲ့အတူတူနေထိုင်ပြီးတော့မှဖယားနဲ့ပို့ပြီးတော့မှသိရှိလာခဲ့တယ်ဖယားနဲ့အတူပို့ပြီးတော့သွားလာခဲ့ဆက်စရောက်တော့ဆိုလေအမိုးကြီးတို့ညအိမ်ထောင်ပြုရှိခိုးတာဘယ်လောက်ရှိလဲဆိုအဲ့ဖယားရှိခိုးတဲ့နေရာမှာအိပ်ပျော်သွားတာတခါမှအဲ့လိုမျိုးဖယားရှိမရှိခိုးဘူးတော့အဲ့မှာအိပ်ပျော်သွားတယ်တိုးတော်ညာလည်းပဲအမိုးကြီးတို့ကအမိုးဟာဆိုလို့ရှိရင်မနော်စကားပြောတော့စူတာတော့တအားကျန်းတယ်ဒါပေမဲ့အမိုးကြီးကစူပြီးကျမတို့တကယ်ချစ်တယ်ဗောနော်ကျမတို့အရန်ချစ်တဲ့သူဖြစ်တယ်ဒါကြောင့်အမိုးဆိုရှင်မနော်ကျမတို့အရန်ချစ်တယ်ဒါပေမဲ့ကျမရဲ့အသက်တာမှာအဲ့ချိန်မှာကျမအကြီးကျယ်ဖျားတဲ့အချိန်မှာကျမအသက်ရှူရင်တော့မှဒီထဲနာတွင်းကလီစာတွေနာတယ်လို့ပေါ့အဲ့ကြောင့်ကျမတည်တော့မယ်ဆိုတာသိတယ်အဲ့ကြောင့်အမိုးကြီးပြောအမိုးကြီးကျမကိုအမိုးကြီးကေရှာရလေတောင်ကြီးရောရကေတီးလေတောင်ကြီးရောဒီမှာမတေချင်ဘူးပြောတာအမိုးကြီးအောင်ငိုတယ်ဒီတပါတီနာဟောပါရဲ့ရကကုစားနာမောနေအမိုးကြီးလဲခေါ်ရလဲခေါ်ပါနော်နှစ်ယောက်လုံးငိုပြီးတော့မှအဲ့ချိန်မှာတမဘာတတိယလဲဆိုလို့ရှိရင်အမိုးကြီးအားစေးတရားဟောတဲ့တတိယတယ်လူချင်းတွေကဆုတောင်းပြီးကျန်းစာကိုဖွင့်လက်ထောက်တဲ့ဟာနင့်ကိုပေးမယ်အဲ့ချိန်မှာကျမဆုတောင်းတယ်ဆုတောင်းပြီးတော့လက်ထောက်မဲ့ကျန်းပိုက်ဟာဆိုကျမဘာကျန်းပိုက်ကိုထောက်မိလဲဆိုလို့ရှိရင်မနော်
ဒီတရားသက်ရှိခုမြောက်တော့ဆလံအပိုင်းငယ်စက္ခွန်ဆက်ရှိကိုကျွန်မထောက်စက္ခွန်ဆက်ရှိကိုကျွန်မထောက်မိတယ်ငါမတေရသေးအသက်ရှင်၍သာရဖျားအမှုတော်ကိုကြားပြောရအောင်မည်သာရဖျားတင်ငါ့ကိုကြက်သေးစွာဆုံးမတော်လဲတေချင်း၌အတော်မမူသေးကျွန်မအရန်ဒေါသထွက်တယ်တေချင်းနေတဲ့လူကိုမတေရဘူးလို့ပြောရင်ဘယ်လူတယောက်မှကြိုက်မှာမဟုတ်ဘူးပေါ့နော်အဲကြောင့်မလို့ကျွန်မကျန်းစာအုပ်ပစ်ထုတ်ပလိုက်လုံးဝလက်မကြည့်တော့ကျန်းစာလည်းမဖတ်ချင်တော့လုံးဝမဖတ်ချင်တော့အဲ့ချိန်မှာကျွန်မတေဖို့ပေးပါကိုတော့အဲ့ချိန်မှာကျွန်မစွတ်တောင်းတဲ့အခါမှာလက်တစ်ခုကကျွန်မခေါင်းပေါ်မှာဒီလိုမျိုးပုတ်ချလိုက်တဲ့အချိန်မှာတရေငါ့ကိုခြောက်ပြီလို့ကျွန်မထင်နေတာတအားကြောက်တာဟာဖယားစွတ်တောင်းတဲ့အချိန်တရရောက်ခေါင်းဒီလိုပုတ်ချလိုက်တဲ့အချိန်ဟာတရေငါ့ကိုခြောက်တယ်ဆိုပြီးတော့မှလူငယ်လဲငယ်သေးတဲ့အတွက်မနော်ဆဲကြော်တဲ့အရွယ်ဆိုအရန်ကြောက်တရေငါ့ကိုခြောက်ဘူးဆိုတခါတည်းအိတ်ပလိုက်တာအိတ်ပလိုက်ပြီးတော့မှမနေ့ပြန်တော့ငါမျက်လုံးမပွင့်လောက်တော့ပါဘူးတီလောက်မှဖယားတခင်အဲ့လောက်စွတ်တောင်းထားတာပေါ့နော်ဒါပေမဲ့ဖယားတခင်ကကျွန်မတီခွင့်မပေးခဲ့ဘူးပေါ့နော်ပြီးတော့ကျွန်မအမိုးနဲ့နေတယ်အမိုးနဲ့နေတယ်ပြီးတော့ရှင်ကျွန်မတောင်ကြီးဖက်ကိုပြန်ပြီးတော့ဟိုမှာပြန်သွားနေပြီးတော့ကျွန်မကုံကူးတဲ့အလုပ်လုပ်တောင်ပေါ်တက်ပြီးတော့မှအမအရက်တွေရောဘီယာတွေရောအစုံပဲရောင်းတာအမတောင်ပေါ်တစ်ခါတက်ပြီးပြန်လာလို့ရှိရင်ပတ်စံသိန်း9000အဲ့လိုမျိုးတွေရတော့ပျော်လားပျော်ဆဆချင်းအမိုးနဲ့နေတော့ဘောကြော့နေရလေသမင်းလည်းမချက်ရအောင်အညာလည်းမဲပဲဖြတ်ကြွေးတော့ဘာမှမလုပ်ရအောင်အဲ့ချိန်မှာပထမဦးဆုံးအလုပ်လုပ်တဲ့အချိန်မှာသူများပါပဲရွက်ခိုင်းလဲဆိုလို့ရှင်ထင်ရက်နှစ်ပိတ်တာနဲ့မုတ်လေဖောင်းမုတ်လေခေါင်းမှာရွက်ပြီးတော့တောင်ပေါ်မနဲ့9နိုင်ကြီးသွားတာညနေ9နိုင်ကြီးလောက်မှဟိုဖက်ရွာရောက်တော့အရမ်းမောတော့ဘဝဆိုတာဒါလားတအားပင်ပန်းနဲ့လမ်းမှာတီလို့ရှင်ငါရှမ်းပြည်နယ်ကိုမပြန်လာပါဘူးငါအမိုးကြီးနဲ့ပဲငါနေပါတယ်ဘဝအရန်ပင်ပန်းနေပေါ့နော်အဲ့ဒါကျမပြန်ပြီးတော့မှဘဝရဲ့သင်ခန်းစာဘဝဒီလိုပင်ပန်းတာပေါ့အဲ့ချိန်မှာကျမနောက်ကျတော့ကျမကုံကူးတော့ချိန်ကျတော့မထင်မှတ်တဲ့အချိန်မှာပေါ့နော်ပိုးတတနာနေကဆရာတော်နော်ဒေါက်တာဆရာတော်ရဲညွန့်မြရဲ့လာပြီးတော့ဖမှုလေးကျန်းစာကျောင်းတက်မလားလူက10တန်းကကြာထားတာနှစ်ကျန်းစာကျောင်းတက်မလားပြောတော့ကျန်းစာကျောင်းတက်ရင်ဘွဲရလားရတယ်တဲ့အဲ့ဆိုရင်တက်မယ်ကျန်းစာကျောင်းတက်ရင်ဘွဲရရင်တက်မယ်ဘာဖြစ်လို့သူများမင်းနေပါဘွဲရလဲကျန်းစာကျောင်းဘွဲလို့ဖြေလို့ရသေးလေကျမတငယ်ချင်းတွေအကုန်လုံးကဘွဲယူကြမှာလေဘာဘွဲကြွားတဲ့ချိန်ကျကျမကြွားစရာမရှိဘူးကျမလည်းကျန်းစာကျောင်းဘွဲ NTH ဘွဲဆိုတော့ကြွားလို့ရသေးတယ်ဆိုတော့ကျမကျန်းစာကျောင်းဖောင်ဖြည့်လိုက်ဖောင်ဖြည့်ပြီးတော့မှနောက်ကျမစဉ်းစားဖောင်ဖြည့်ရင်တလဲဖောင်ထဲမှာဗာရေးထားလဲဆိုကိုမစားရအရက်မတောက်ရဆက်လိမ့်မတောက်ရကိုမစားရဆိုငါမသွားတော့ဒီတစ်ခါဆေးဖောင်ပို့လိုက်တယ်ဖောင်ပို့ပြီးတော့စဉ်းစားတယ်ကိုမစားလို့လည်းမရဘူးဆိုတော့ငါမသွားတော့ဘူးငါကွန်းတအားစားချင်တယ်ကွန်းတော့ငါမလဲနိုင်ဘူးပေါ့နော်အဲ့နဲ့ဆရာတော်လာတော့ဆရာမတက်တော့ဘူးတဲ့ကွန်းစားလို့မရရင်မတက်တော့ဘူးဟဲ့ဖမှုလေးကိုမစားရတဲ့တောင်းဆက်ကြောင်းသွားပါမသွားဘူးရတယ်ဆရာပြောတော့အဲ့ချိန်မှာကျမရဲ့ရောက်ဖအမရဲ့ယောက်ျားကျမဘာပြောလဲဆို你仿佛有那一阵子讲的呢仿佛不老嘞တောင်ပေါ်နှစ်ခါသုံးခါသွားရင်ကြည်တယ်အဲ့လိုမျိုးပေါ့နော်ဖောင်ဖိုး3သိန်းယောနိုင်ရင်ကျန်းစာကြောင်းမသွားနဲ့အဲ့မှာပတ်စံကြည့်တော့3သိန်းခွဲပဲရှိတယ်အဲ့နဲ့ရတယ်ဖောင်နောက်လမှာပဲကျန်းစာကြောင်းသွားရမှာလေ entrance တက်ဖြည့်ရမယ်ဆိုရတယ်အဲ့ချိန်မှာကျမဘာလုပ်လဲဆိုလို့ရှိရင်တောင်ပေါ်တက်ဖို့သူများကိုသွားညှိနှိုင်းတယ်မသွားတော့ဘူးတဲ့တောင်ပေါ်မှာဈေးရောင်းပါသွားပြီတဲ့ပတ်စံ3သိန်းလည်းမဖြစ်3သိန်းခွဲပဲအဲ့နဲ့ကျန်းစာကြောင်းသွားကျန်းစာကြောင်းရောက်လေရောက်တော့အဲ့ဆိုတော့ကျန်းစာကြောင်းရောက်ဘာဖြေရမှမသိဘူးလေအဲ့သူများကပါအခန်းကြီးဘလဲဓမ္မဟောင်းကခေါင်းစင်တွေကျက်ဓမ္မတိကခေါင်းစင်တွေကျက်ဒီဟာကျက်ပြောတော့ကျက်တာပေါ့အဲ့ဒါတွေတော့အကုန်ရပြီလေစာကျက်တော့ရတယ်လေဒါပေမဲ့သူများကွက်လက်ဖောက်မေးတဲ့အချိန်တခင်ယေရှုဘယ်မှာမွေးလဲတိတယ်တခင်ယေရှုမွေးတဲ့နေရာတိတယ်သူများလက်ခောက်တီးတယ်နင်းနေကြတယ်တိတယ်ဘယ်မှာလဲတခင်ယေရှုမွေးတာဘယ်မှာလဲဆိုတော့ ready call မျိုးတဲ့နော်ကျမဘုရားကျန်းစာကြောင်းတက်တာတခင်ယေရှုဘယ်မှာမွေးလဲဆိုတော့ ready call မျိုးမှာတော့တခင်ယေရှုမွေးတယ်ဒါပေမဲ့ကျမလူတစ်မျိုးစမပွဲဖြေလို့ရှိရင်အမေကူးမှအဖြေတွေပြန်ရေးထားတာပြီးကြရင်သူများပြန်ပြမှာပေါ့ပြီးကြတော့တဲ့နောက်ထပ်မေခွန်းတစ်ခုဘာလဖျားနဲ့အပြိုင်
ဟုတ်နော်စွတ်တောင်းပြီးကောင်းကင်ဘွားနဲ့မီလုံးလှုပ်ကြလာတဲ့ပရောဖက်ဘဒူလေအေလီယာနဲ့အေလိရှဲဘယ်တယောက်ကဆရာဘယ်တယောက်ကတပည့်မလဲမသိဘူးဟေးဘယ်တယောက်စွတ်တောင်းလို့ပြုတ်ကြလာလဲမသိဘူးအဲ့နဲ့ဘာဖြစ်လဲဆိုအေလီယာတော့မဟုတ်အေလိရှဲဆိုတော့ကျွန်မတခုမှန်မှာကျွန်မအဲ့လိုမျိုးဖြေခဲ့တယ်နော်ပြီးရင်တဲ့သခင်ယေရှုဟာတဲ့အသက်ဘယ်နဲ့အမှုတော်ဘယ်နဲ့ထမ်းဆောင်လဲတဲ့ကျွန်မမှတ်မိတဲ့အရာပဲနော်ကျွန်မမားတာအများကြီးပဲမှတ်မိတဲ့အရာပဲကျွန်မပြောဘယ်နဲ့အမှုထမ်းဆောင်လဲညီရဲ့ပိတ်ကားကြည့်တယ်ပဲမိုးလင်းလိုက်မိုးချုပ်လိုက်မိုးလင်းလိုက်မိုးချုပ်လိုက်နဲ့သခင်ယေရှုကားတကားပြီးသွားတယ်လေအဲ့ဆိုတော့တနေ့သခင်ယေရှုနော်တနေ့နဲ့အမှုတော်ဆန်းဆောင်တာတနေ့ပဲဘာဖြစ်လို့ကျွန်မဒီနမရောက်လာတဲ့အချိန်မှာကျွန်မကရင်စကားမှမတတ်တာဒါမဲ့ဆရာတွေတရားဟောတယ်ဆိုဒါဝိတ်ပါလာဒါဝိတ်အကြောင်းပြောတာဒါအေလီယာအေလိရှဲဒါအေလီယာအေရှဲအကြောင်းပြောတယ်အဲ့လောက်ပဲနားမလဲမလေးကရင်စကားမှမတတ်တာကရင်စကားမှမတတ်အကုန်လည်းမနာယောသက်ဒါယောသက်အကြောင်းပြောတာအဲ့လောက်ပဲကျမတို့သိမှလေအဲ့ဆိုရင်ကျမအဲ့လိုတက်ဖြည့်ပြီးတော့ကျမပြန်ကြွားတာဆရာမလဲတောင်ကြီးနဲ့အတွင်းမှုအိမ်သွားပြီးတော့မှပြန်ကြွားမိခွန်းရွက်သူဖတ်ပြီးတော့ရီတာဆရာမဆိုနော်တိတ်ခါတော့ရဆရာရမိမဆိုရီတာဘိုက်တော့အောက်တာသေးတော်မှာထွက်ကြတယ်ဒီဘလို့ဖြေလာဒီမအောင်တော့တဲ့အထက်မအောင်နဲ့ဖောင်ဖို့3သိန်းပေးစီရမလို့တော့လေမအောင်လဲဖောင်ဖို့3သိန်းပေးစီရမလို့တော့ဆိုတော့အောင်မအောင်ဒါပေမဲ့ reset ထွက်တဲ့ချိန်မှာတော့ကြည့်တော့လေကျွန်မအဆင့်6နဲ့အောင်တာတော်တယ်နော်အယောက်35ယောက်ဖြည့်တဲ့ NTA အယောက်35ယောက်ဖြည့်တဲ့ထဲမှာကျွန်မအဆင့်6နဲ့အောင်တာသူများတွေခရီးရဲ့တချို့လူဆိုရင်အမေခရီးအဖေခရီးနဲ့ဆင်းလာတာအဲ့ဒါတော့သူများတော့စက်ကြီးတော့လေကျွန်မစတားတလုံးမှမပါတော့ဝမ်းနေနေနောက်မှာစတားတွေအများကြီးပါတဲ့လူကိုလူချင်းကျွန်မတငယ်ချင်းနဲ့ကျွန်မပြောတယ်ငါစတားတလုံးမပေါနေလဲမပါဘူးငါလဲစတားလူချင်းဘယ်ဟုတ်မလဲစတားပါတဲ့လူတွေကကြာလို့သူများတင်ပေးထားတဲ့လူတွေလေကျွန်မအဆင့်6နဲ့အောင်တာတကယ်ကျွန်မတငယ်ချင်းအရှက်ပေါ်ရှိရဲ့အဲ့တငယ်ချင်းဆိုသူဆိုခရီးအတိုင်းဝိုင်းကြီးရဲ့သူတော်မှအဆင့်ခွန်ကျွန်မရဲ့အနောက်မှာကျွန်မဆိုနည်းနည်းပို့တော်သေးရပါတော့အဲ့နဲ့ကျွန်မကျန်းစာကြောင်းတက်တဲ့အချိန်မှာလေကျွန်မလေဖယားတခေကအလိုတော်ဘယ်လိုရှိလဲကျွန်မမသိဘူးနော်ဘယ်လိုအလိုတော်ရှိမှကျွန်မမသိဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်မကျန်းစာကြောင်းတက်တဲ့အချိန်မှာဟိုပါဗလဲပေါင်တရွက်လည်းမမီးဘူးလို့လုံးဝဦးနောက်လည်းမစင်းစားမိဘူးဘလဲသူများဖောင်တရွက်ဘယ်လောက်လဲတော့မမီးမိဘူးကျန်းစာကြောင်း4နှစ်တာပြီးသွားတယ်ကျွန်မဖောင်တရွက်1000မှကျွန်မမသိဘူးအဲ့နဲ့ကျွန်မနောက်ကျတော့ဆရာတယောက်ကကျွန်မကိုပြောတယ်ဖုံးမလေးတဲ့ဆရာနောက်ထပ်တစ်ဆင့်တက်မလို့ဖောင်ဝယ်ပေးအချိန်ကျွန်မပြောငါ့ဖောင်ဖိုးပြန်ပေးရမှာနော်ဆိုပေးမှာပါနေ့ကငါဖောင်ဖိုးပြန်ပေးပါမယ်ကျွန်မပတ်စံ3သိန်းငါဘယ်သူနောက်တချီရမလဲမသိဘူး3သိန်းအဲ့နဲ့ကျွန်မသွားယူပေးရနောက်ကျောင်းမှာကျွန်မဖောင်ဖိုးမေးတယ်ဖောင်ဖိုးကတရွက်1000ကျွန်မဘွက်ကျန်းစာကျောင်းဘွက်လဲယူပြီးအမှုတော်ဆောင်လဲတစ်နှစ်ဆောင်ပြီးအဲ့အချိန်မှာကျွန်မဖောင်တရွက်1000ဆိုတာကျွန်မသိတာတော်လေးကိုခံစားလိုက်ရတာပေါ့နော်တော်လေးကိုခံစားလိုက်ရတယ်ဘာဖြစ်လို့လဲဆိုတော့တခါတလေကျမရဲ့အမမရှိလဲပြောတယ်ရွှေသိန်းနဲ့သူတကရလို့လီစောစီချိုးပါဟုတ်တယ်ငါကလည်းတကရဘူးတိတယ်ကွာကိုအဲ့ဒါနဲ့ကိုစိတ်ထဲမှာကိုပြတ်သွေးရပေါ့ဒါပေမဲ့ဖယားရဲ့အလိုတော်ဖယားဘာအကြံစီရှိမှမသိဘူးပေါ့နော်ကျမတို့ဘလို့ဘာကြောင့်ကျမကိုဖယားတခင်ကခေါ်ယူတဲ့လူတွေအများကြီးပဲနော်အသုံးတော်ခံတဲ့လူနည်းတယ်ဒါပေမဲ့ကျမဘာကြောင့်ခေါ်လဲကျမမသိဘူးနော်ဒါပေမဲ့ကျမဖယားတခင်ကိုအင်တမကျေးဇူးတင်တယ်ပေါ့နော်နောက်ကြမှာကျမဒီကျမ်းပိုက်ကိုကျမတေချာနော်ဒါဆိုလို့ရှိရင်ကျမတို့အမိုးကြီးဆာလက်ထမှုတို့အိမ်မှာကျမတို့အမိုးတို့အိမ်မှာဆိုလို့ရှိရင်ဒီဆာလန်138ဆိုလို့ရှိရင်ကျမတို့ညတိုင်းဖယားရှိခိုးတာအလွတ်ရတဲ့ကျမ်းပိုက်ဒီကရင်လိုဖတ်ရင်လည်းကျမအလွတ်ရတယ်ဒါပေမဲ့စာအုပ်ကြီးဖတ်ရင်ကျမတလုံးမှမဖတ်တတ်ဘူးအလွတ်ဖတ်နော်ကျမဖတ်လို့တတ်တယ်ဟုတ်နော်ဒါပေမဲ့စာအုပ်ကြီးဖတ်လိုက်ရင်ကျမကရင်စာတလုံးမှမတတ်တော့ဘူးပေါ့နော်အဲကြောင့်မလို့ဒီကျမ်းဖတ်ကျမတေချာပြန်ပြီးတော့မှကျမတိတတ်တဲ့အချိန်ပြန်ဖတ်တဲ့ချိန်ငါငယ်ကလေးကတီမင်းရဲ့လက်ကနေတဆင့်လွတ်လာတာငါရဲ့ကံကောင်းခြင်းမဟုတ်ဘူးပဲဖယားသခင်အလိုတော်ဟာငါပေါ်ဘယ်လိုတက်ရှိတယ်ဖယားသခင်ငါကိုဘယ်လိုအသုံးပြုမလဲဖယားသခင်ရဲ့အကြံစီတော်ဒီလိုဖြစ်နေတာဆိုတာကျွန်မသိရှိခဲ့တယ်เนาะ
ကျမတို့ရဲ့အကြံစီနဲ့ကျမတို့အသက်ရှင်လို့မရဘူးပေါ့နော်ဖျားပေးတဲ့အကြံစီနဲ့ပဲကျမတို့အသက်ရှင်လို့ရမယ်ပေါ့နော်ဒါကြောင့်စာလံ103ခန်းငယ်8ကိုကျမထာဝရဘုရားသည်တနာတတ်တော်သဘောကျေးဇူးပြုတတ်တော်သဘောကရုဏာကျေဝတော်သဘောရှိတော်မူ၏နော်ဘုရားသခင်ကကျမအပေါ်မှာအင်တန်မှချစ်တဲ့ဘုရားဖြစ်တယ်ပေါ့နော်ကျမကိုတနာတယ်ကျမကိုကျေးဇူးပြုတယ်ပေါ့နော်ဒါကြောင့်မို့ကျမရဲ့အသက်တာမှာကျမရဲ့အမေကိုကျမပြောမယ်ဆိုရင်ကျမကျောင်းနေကျမသိရှင်ကျမအမေကိုအရန်မုန်းတယ်အမိုးရဲ့အပြစ်ကိုလည်းကျမချီနှောင်ခဲ့တယ်လုံးဝအမိုးဆိုမခေါ်ချင်ဘူးကျမဆိုပြောရမယ်ဆိုမိဘမေတ္တာလို့ပြောရင်ကျမဘာမှမပြောတတ်ဘူးမိဘမေတ္တာမခံစားဘူးအဲကြောင့်မလို့ကျမကျန်းစာတောင်းတဲ့စာစီစာကုန်းရေးခိုင်းတယ်မိဘမေတ္တာအကြောင်းရေးစဉ်းစားလို့မရပါဘူးကဗျာရေးခိုင်းတာဘယ်မိဘမေတ္တာဘယ်လိုကဗျာရေးရမှာတော့မှမစဉ်းစားတတ်ဘူးအဲ့ချိန်မှာကျမအသွေးထဲမှာအဖွားရဲ့မေတ္တာနဲ့အစားထိုးလိုက်မယ်ဆိုရှင်ကျမရေးတဲ့ချိန်ကျမ very good very good တော့ရတယ်ဆရာမဟတ်တော်ထိသွားတာကျမလည်းရေးနေရင်မျက်ရည်တုံကျတယ်ဆိုလို့ဆရာမလည်းဟတ်ထိသွားတာအဲ့နဲ့ကျမဆိုအဲ့မှာလည်းကကောင်းရခဲ့တယ်ဒါပေမဲ့ကျမရဲ့အသက်တာဒါပေမဲ့ကျမကိုဆရာတယောက်တရားဟောတဲ့ဆရာမိခင်ကကျမတို့ပခုံးလက်နှစ်တစ်ခြေဖွားလက်နှစ်သွယ်ကလေးကမွေးဖွားလာတဲ့မိခင်ဖြစ်တယ်ဒီမိခင်ကပြည်တစားမပဲဖြစ်နေပါစေမကောင်းတာပဲလှုပ်ရှားနေတဲ့မိခင်ဖြစ်နေပါစေကျမတို့သူ့ရဲ့နှုတ်ချိုတောက်ထားတယ်အဲ့နှုတ်ချိုဖိုးတော်မှမကြေနိုင်ပဲနဲ့မိဘအောင်မပြစ်မှာနဲ့ဆရာမအဲ့လိုတရားဟောလိုက်ရဆရာတဲ့အချိန်ကျမစဉ်းစားအမေကသူဘာပဲလုပ်နေပါစေအိမ်ထောင်30ရှိတယ်ဗောနော်ကျမအမေကအိမ်ထောင်30ရှိတော်ညာလည်းပဲသူတယောက်တည်မှတယောက်ယူတယောက်တည်မှတယောက်ယူတယောက်တည်တယောက်ယူဒါမဲ့အဲ့ချိန်မှာကျမတို့ဗုဒ္ဓအတိုင်းဝိုင်းမှာနေတဲ့အချိန်မှာကျမတို့ဘီရင်တကြည့်တယ်အမိုးကစနေသမီးနှစ်ခါနဲ့မွေးလာတာတဲ့ယောက်ျား9ယောက်ယူမှာကျမတို့စဉ်းစားနေယောက်ျား9ယောက်တော့ယူမှာဆိုတော့တယောက်အပါဆုံးပြီးတော့နောက်ယောက်ျားတစ်ယောက်ထပ်ယူတယ်အဲ့ယောက်ျားလည်းထပ်ဆုံးပြောနောက်ယောက်ျားတစ်ယောက်ထပ်ယူတယ်ဒီယောက်ျားပဲချင်းဆုံးမလဲကျမတို့စောက်ကြည့်နေတာတော်သေးတယ်အဲ့ယောက်ျားမဆုံးမနဲ့သူကိုယ်တိုင်ဆုံးသွားတယ်9ယောက်မပြည့်3ယောက်နဲ့ပြီးသွားတယ်ဗောနော်ကျေးဇူးတော်ချီးမွမ်းတယ်အဲ့ဒါလည်းမဟုတ်လို့ရှိရင်ကျမတို့ရောက်အဖေ9ယောက်တော့ရမှာလေဒါပေမဲ့ဖယားသခင်ကဘလို့ဘလို့အကြံစီတော့ရှိလည်းမသိဘူး3ယောက်နဲ့ပဲအဆုံးတက်ခွင့်ပေးတယ်ဒါပေမဲ့အဲ့3ယောက်နဲ့သူလှုပ်ခဲ့တဲ့အရာကျမတို့လောကရန်ရိုက်ခတ်တယ်ကျမတို့ခံစားရကြည့်နေပါသူသမီးတွေလည်းသူ့အမေလိုဘဲလာမှာလင်တယောက်ပြီးတယောက်ယူမှာအေးကလေးဆိုတော့အရန်တော်သားထက်လင်ယူစရာလားကြည့်နေငါပြန်လာပြမယ်နောက်ထောငါပြန်လာပြမယ်အဲ့လိုမျိုးအရှိကျမနောင်ထိုကျန်းစာကျောင်းတော်မတည်းအောင်လို့ကျမပြန်လာတဲ့အချိန်မှာသူများဟဲ့ဆိုတဲ့နေယောက်ျားမယူသေးဘူးလားယူစရာလားယောက်ျားပြောတော့ဗောနော်ယူစရာလားယောက်ျားအမလီယောက်ျားလေးများချိန်တက်ခေါင်းခုတ်ယူလိုက်မှလို့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးကိုအသွင်းနဲ့ကိုလုံးဝအချိန်မှာအသက်ကလည်းဟိုကလောက်ရှိပြီ26နှစ်တော်အသက်ကြီးပြီဒါပေမဲ့လုံးဝပြန်လာပြတာ show small ပြည့်နေပြောရဲလုံးဝပဲသူများတွေအဲ့ချိန်မှာကျမတငယ်ချင်းနဲ့ကလေး2ယောက်3ယောက်နဲ့တွဲလူတော်လောင်ရှိတယ်ကျမ show small ပြည့်ပဲပြန်လာဒါပေမဲ့ကျမအဲ့ဒီအရာကိုကျမကျမတာအဲ့နေရာမှာသူ့အမေလိုပဲယောက်ျားကျမအဲ့လိုလိုက်ယူလို့ရတယ်ဒါပေမဲ့မခံချင်တဲ့စိတ်နော်မခံချင်တဲ့စိတ်ကိုမွေးတဲ့အခါမှာကျမအဲ့လမ်းလွဲမားတဲ့လမ်းနောက်ကိုကျမမလိုက်ဘူးဘာဖြစ်လို့ဆိုကျမဘုရားသခင်ကိုသိရှိတဲ့အတွက်ကြောင့်မလို့ကျမကြောက်တယ်ဥပမာပေါ့နော်ကျမနှစ်ချင်းလာခံတဲ့အချိန်ပေါ့နော်ကျမအသက်တာလဲကျမပြန်ပြီးတော့တက်တိခံချင်တာပေါ့နော်နှစ်ချင်းအမိုးပြောဘလက်ချီယောနှစ်ချင်းခံတော့မူကြီးဆက်လက်သူမတာနှစ်ချင်းခံခိုင်းတာအဲ့ချိန်တော့2017ခိကတော့တစိခိနီနဲ့ကစားရှုကဟဲလောလောတဘလက်ချီနကိုတေဝေအဲ့ဆိုလဲပကလေဘလက်ချီလောနော်ကျမနှစ်ချင်းလာခံဆရာစင်းနေခုလိုတန်းစာတင်တယ်မတမတူဘလက်ချီလဲမတမတူဘလက်ပြဘဟဲလောပတူပတာအမလေးတကုံဖះဆရာလိန်နာဖះကိုလဲလိန်နာနှစ်ချင်းခံလိုက်တာပဲနှစ်ချင်းခံလိုက်တယ်နော်အဲ့ချိန်မှာပေါ့နော်ဒါမဲ့အမိုးကိုလည်းကျေးဇူးတင်တယ်ဘောနော်အမိုးကိုလည်းကျေးဇူးတင်တယ်အမှမဟုတ်လို့ရှိရင်နှစ်ချင်းခံဖြစ်မှာမဟုတ်ဘူးဘောနော်အမိုးလည်းကျေးဇူးတင်နှစ်ချင်းခံဖြစ်တဲ့ချိန်မှာတေးချေရင်တော့မှကိုတက်တေးရမှာ
မတက်တည်ရဲ့အေးဖះတခင်မကြောက်ငါတေလို့ရှိငါငရဲဟိုအဝီစီတီရောက်မှာဖះတခင်တေခွင့်မဲပေးပါဆုတောင်းတယ်အဲ့ဒါဖះမကြိုက်ဘူးနော်ဖះရဲ့ဝိကျမတို့ဖះရဲ့တဒံတော်နဲ့အညီဖန်ဆင်းထားတဲ့လူဖြစ်တယ်ပြီးဖះတခင်ကဝိညာဉ်တော်မှုတ်သွင်းထားတယ်သူ့ရဲ့ဝိညာဉ်တော်ကျမအမြဲတမ်းဖះတခင်ကိုစော်ကားတယ်ဖះတခင်ကျွန်တော်ကျမပေါ်ကောင်းမြတ်တာတော့မှကျမအမြဲတမ်းဖះတခင်ကိုစော်ကားတယ်ဒါပေမဲ့နောက်ပိုင်းမှာကျမဖះတခင်ပို့ပြီးတော့ရတဲ့အချိန်ကပဲအချိန်လဲဆိုလို့ရှိရင်ကျမအမိုးရဲ့အပြစ်ကိုလုံးလုံးလလခွတ်လွတ်တဲ့အချိန်မှလေမငိုရတော့အရင်တော့ဆိုလေသူများရှေ့မှာကြည့်လိုက်ရှင်တအားပျော်နေတဲ့လူလိုဟီဟာတငယ်ချင်းနဲ့တော့မပြောလေရွှေသိန်းနဲ့ကိုကြည့်လိုက်ရင်လည်းစက်နေရတီပျော်နေပဲနဲ့နေဝမ်းမနေတတ်ဘူးလားစိတ်ထဲမှာနေမသိပါဘူးဟဲ့ငါဒုက္ခလေငါဒုက္ခကိုလေသူများမဝေပြီးမြတ်တတ်ဘူးပေါ့နော်ကိုဒုက္ခကိုပဲသိတာပေါ့အရှိမသူများရှိပဲမျက်နှာမဲပဲဆက်နေတင်းနေလေနေရလဲအမြဲတမ်းဝမ်းနေနေပဲပြောမှာပေါ့အကြောင်းကိုမပြောတော့ညာလဲပဲကိုအားဖြစ်သူများပြောအောင်ကျွန်မအမြဲတမ်းနေထိုင်တယ်အကြောင်းကျွန်မတငယ်ချင်းရန်ပေါ်တယ်ဘယ်လောက်ထိတငယ်ချင်းဘယ်လောက်ထိအဲ့လိုမျိုးကျွန်မပြောလိုက်တဲ့အရာသူများအတွက်စိတ်ပျော်ရွှင်ခြင်းဘယ်လောက်ထိရလဲဆိုလို့ရှိရင်ဆရာမဖောကဘူအိမ်မှာလာနေတဲ့စစ်ဘေးရှောင်းဆေးလာကုတာတော့မှဖုန်းဆက်ပြီးတော့တမှုဟဲလဟီဟဲတဲပြနေဝဟာတာအထိစင်တီတော့သူ့အိမ်သွားရတယ်ကျွန်မသွားပြီးတော့ဘာတော့ပြောရမလဲမသိဘူးပြောပြီးတဲ့စကားလည်းပြန်မပြောတတ်တော့ဘူးအဲ့လိုနဲ့အဲ့လိုမျိုးပေါ့နော်ကို့အကြောင်းနဲ့သူများပျော်ရတဲ့အတွက်တခါတလေစစ်ဘေးရှောင်းတွေကျွန်မတို့အိမ်ထဲမှာမယုံကြည်သူပဲကျမကိုပြောတယ်နဂါတိတရမူဆာလာမူလောဝေးနေတဲ့ဟာတာတိပတိရောတဲ့ဝေးသူအယောဂါတော့မိသွားတယ်တဲ့ခံစားရတဲ့ယောဂါဩတန်တာတောင်းကြီးတခုပဲကျမဘာမှမလုပ်တတ်ဘူးဘုရားတခင်နေငါ့ကိုကျန်းစာကြောင်းတက်ခိုင်းတယ်ငါဘာမှလည်းမလုပ်တတ်ဘူးလာရောက်တော့လေကရင်တွေရှိတဲ့နေရာလာရောက်တော့တရားဟောရင်လေကရင်လူလည်းမဟောတတ်ကျန်းစာလည်းကရင်လူလည်းမဖတ်တတ်ဘဲမှလည်းကုံစားမရကိုတိမ်ငယ်နေတဲ့အချိန်မှာငါအနီနဲ့ဘုရားသခင်ဒီလိုမျိုးလူတွေရဲ့ပျော်ရွှင်မှုပေးတယ်ဒါလဲလူတိုင်းမှာအားနည်းချက်ကိုရှိပေမဲ့ဒီဟာငါရဲ့အတာချက်ဖြစ်မှာပါဆိုပြီးတော့မှကိုပြန်ပြီးတော့ဘုရားသခင်ကျမတို့အင်တမတန်ဖိုးထားငါတန်ဖိုးငါဆွဲချိုက်ငါအောက်ရောက်မှာပေါ့ကြောင့်အမြင့်ကိုပြန်ဆွဲတင်တာပေါ့နော်ဒါကြောင့်မလို့ဘုရားသခင်ကကျမတို့ကိုဂရုဏာထားပြီးတော့ကျမကိုငငယ်ကလေးကတိတ်ခွင့်မပေးဘူးအမျိုးမျိုးကြုံတော်ညာလည်းပဲတိတ်ခွင့်မပေးဘူးပေါ့နော်ပြီးရင်ဘုရားသခင်ကကျမတို့ကိုအမြဲတမ်းကြည့်ရှုပြီးတော့မှကျမတို့ရဲ့ဆုတောင်းတောင်းနားညောင်းတဲ့ဘုရားဖြစ်တယ်ဟေရှာယအခန်းကြီး59အငယ်1ကြည့်ရှုလောထာဝရဘုရားသည်မကယ်တင်နိုင်အောင်လက်တော်သည်မဟုတ်မကြားနိုင်အောင်နားတော်ထိုင်းသည်မဟုတ်နော်ဘုရားတခင်ကနားထိုင်းတဲ့ဘုရားမဟုတ်ဘူးလက်တူတဲ့ဘုရားမဟုတ်ဘူးဘောနော်ကျမတို့ကိုအမြဲတစေကြည့်ရှုဆောင်မတဲ့ဘုရားဖြစ်တယ်ဘောနော်ကျမတို့ကိုအမြဲတမ်းကြွယ်ကပေးတဲ့ဘုရားဖြစ်တယ်ယောဟန်ခန်းကြီး7အငယ်26ကိုကျမတို့ကြည့်မယ်ဆိုရင်ငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်သောသူသည်တေလွန်တော်လဲရှင်လိမ့်မည်နော်ဒါကြောင့်ကျမတို့ရဲ့အသက်တာမှာဒီကနေ့ဒီမှာရှိတဲ့လူငယ်တွေလည်းရှိတယ်လို့မိဘတွေလည်းရှိတယ်တခါတလေသူတို့ရဲ့အသက်တာမှာဆိုလို့ရှိရင်ကျမကြည့်အရန်ပြောမိသားစုစုံလင်တဲ့လူကျမကြည့်ရင်တမအရန်ပြောတယ်တချို့ဆိုလေမိခင်မိဘတွေကောင်းတလောက်သားသမီးတွေအရန်ဆိုးပြီးတော့မှမိဘကိုပြောဆဲကျမတအားမုန်းတယ်ညီတို့တွေလေငါလူမျိုးအဖေအမေနဲ့တိုးရမှာအဲ့ဒါမှညီတို့တော်ခံစားရမှာမိဘအပေါ်မှာတိတက်တဲ့သားသမီးတွေဖြစ်ဖို့အင်မတန်မှအရေးကြီးတယ်မိဘတွေလည်းသားသမီးအပေါ်မှာနားလေတတ်တဲ့သူတွေဖြစ်ဖို့လည်းအင်မတန်မှအရန်ကြီးတယ်ကျမလူမျိုးပေါ့နော်ဒီကျမခံစားရဟာဆိုအခုချိန်ဒီဘယ်အချိန်စစ်စားညည်ကြချင်နော်ဒါကြောင့်ကျမလူတယောက်မှမခံစားရသေးဘူးဒါကြောင့်ကိုမိဘတွေပေါ်မှာမကောင်းသေးဘူးငါမိဘတွေပြန်စဉ်းစားငါမိဘတွေငါဒီဆရာမလူလုံနေပြီလားမလုံဘူးဆိုရင်ကိုမိဘအပေါ်မှာကောင်းမှုဆုံးပေးဆက်ကိုမိဘကောင်းမှုဆုံးနှွေးထွေးမှုပေးတတ်တဲ့သူဖြစ်ဖို့အင်မတန်မှအရေးကြီးတယ်ပေါ့နော်ကျမရဲ့အသက်တာမှာဆိုလို့ရှိရင်မိဘမြတ်တာကိုမခံစားဒါကြောင့်ကျမသားသမီးတွေဆိုရင်ကျမငငယ်ကမကြုံတွေ့ရတဲ့အရာပေါ့နော်ကျမဖះကိုဆုတောင်းတယ်အဲ့ချိန်ကျမတို့ဒီစောတိတော်မှာဆိုလို့ရှိရင်ဖះเจ้าဒီလိုအကြီးကြီးမဟုတ်တေးလေးပဲကျမတို့ down brain ဆိုလဲဒီလိုမျိုးဖះမရှိခိုးဘူးအဲ့ချိန်မှာကျမအိမ်ထောင်မကြတဲ့အချိန်ဆိုလို့ရှိရင်ကျမမမစီနဲ့သူ down brain လာတယ်နှစ်တိုင်းလာတယ်ညမို့တို့နဲ့ကျမတို့နှစ်တိုင်းလာတယ်လာပြီးတော့ဗာလာဆုတောင်းတယ်ဖះတခေကျမရဲ့အသက်တာမှာကျမပျော်ပျော်ရွှင်ရွှင်မနေရဘူးဒါကြောင့်မလို့ကျမရဲ့အိမ်ထောင်ဖက်ကိုပျော်ရွှင်တဲ့
အိမ်ထောင်ဖက်ပေးပါနော်ကျမဆုတောင်းတယ်ကျမနေ့တိုင်းလာပြီးဆုတောင်းတယ်ကျမနေ့တိုင်းလာဆုတောင်းတယ်လို့ကျမအိမ်မက်လေကျမယောက်ျားကိုကျမယူမဲ့ယောက်ျားကိုကျမအိမ်မက်တာတောင်မှလေအချောင်းဝါပဲအိမ်မက်တယ်ကျမခါစားတယ်ဦးအဲ့ပြီးတော့ကျမရောက်ခမရဲ့မျက်နှာလေကျမမြင်မက်တယ်မဲ့အဒီနားမှာရှိအဲ့နဲ့ဒါဘာကြီးလဲစဉ်းစားလို့မရအောင်ဖျားတခေကလည်းငါအိမ်ထောင်ဖက်တောင်းရဆိုအချောင်းဝါပဲနေ့တိုင်းမက်ခိုင်းတာပေါ့နော်အဲ့ချိန်မှာကျမကျန်းစာကျောင်းနောက်ရဆရာအဘလဲကျန်းစာကျောင်းဖိုင်နေနေ့မှာကျမတို့ကွန်ကရစ်သွားရမယ်နော်ကျောင်းပေါင်းစုံတော့အကုန်လုံးသွားဟိုတောင်ရန်ကုန်ကျန်းစာကျောင်းကိုသွားရမယ်အဲ့လိုသွားရတဲ့အချိန်မှာကျမရန်ကုန်ကျန်းစာကျောင်းကကျန်းစာကျောင်းသားတယောက်နဲ့ရီးစားထားလိုက်တော့ငါအဲ့မှာရောက်လို့ရှိရင်ဟိုဘလဲရှောက်လေချင်းတယ်လေတခါမှမရောက်ဘူးတာမြို့ကြီးပြက်ကြီးအဲ့ချိန်မှာအကြံရအဲ့မှာ6ကျူပလိုက်တာကျောင်းသား2ယောက်ထဲမှာဆရာကလူကလည်းပါသွားတယ်နော်ပြီးဆရာတယောက်ကြည့်တော့အရက်နည်းနည်းပူတော့ကွာမရဘူးဒီတယောက်ထားခဲ့လိုက်မယ်အရက်နည်းနည်းရှည်တဲ့တယောက်ရွေးလိုက်တော့ဆရာကလူကတော့တွေ့ရအဲ့ချိန်မှာမလို့ဘွားအပြင်မှာတော့မမြင်ဘူးလိုင်းပေါ်မှာတော့သူကပို့ထားတဲ့ပုံကဒေါင်မိုက်နဲ့ဝဝတုတ်ပို့ထားတာအဲ့ချိန်မှာဆရာဟီတာနဲ့ကျမတွားတော့ဆရာဟီတာတဲ့နေအဆရာဟီတာအဆရာတိတယ်အိမ်ကနေလိုက်ပြမယ်တဲ့တွားထွက်လာတရာဟီတာနေအဆူလား6လားတအားပိန်တာဆရာလေနော်အဆူလား6လားဆိုတော့ကျမတအားပိန်တဲ့ဆရာကိုလေကျမအဲ့တော့ငါတိမလားနေလိုင်းပေါ်မှာရှောက်ကြိုက်တာဟုတ်ဆရာဟီတာကျမဆူလိုက်ဘာဖြစ်လို့ဆရာဟီတာကျမတို့အကိုလိုမျိုးပဲကျမဆူလိုက်အဲ့ချိန်မှာကျမတငယ်ချင်းကိုပြောတယ်ကျမတငယ်ချင်းတော့ထဲမှုကြရမှာထဲကရင်များတအားတဘောကောင်းနေနေကြိုက်လိုက်ငါနေအောင်တွေ့ပေးမယ်မလို့ချင်မအောင်နေဟာလေတိုက်ရင်လွတ်ပဲရုပ်နေတဲ့မလို့ချင်ဘူးတငယ်ချင်းတော့မလို့ချင်တဲ့အစ်စ်ဆိုရင်တော့ကျမဆိုဝေးသေးပေါ့ကျမစဉ်းစားနေငါကြောင်းပါလေအဲ့နဲ့ကျမစဉ်းစားအဲ့နဲ့ကျမရတယ်လေပြီးတော့ငါပြန်တော့မစတွေ့တော့ဘူးပြန်မစတွေ့ဘူးတကယ်မစတွေ့ဘူးအဲ့လောက်ပိန်အောင်6လောက်နေတာအဲ့နဲ့ကျမမစတွေ့ဘူးအဲ့ချိန်မှာဒါပေမဲ့ဘောနော်နောက်တော့ကျမနဲ့သူနဲ့ဘောနော်သူကဒီတောင်ဂျူဘလီရရှိကျမဒီဇင်ဘာလောက်ကျိုးပိတ်ကျောင်းပိတ်တဲ့ချိန်သူဖုန်းဆက်ဟယ်လိုခွာတောင်ဂျူဘလီလာလားအိမ်လာလေလေးဆိုအေးတဲ့တောင်မှာရောက်နေတယ်တဲ့အဆူလာလေမယ်အမိုးနဲ့တငယ်ချင်းဆိုတော့အမိုးနဲ့မိတ်ဆက်အမိုးတအားချစ်သွားတယ်ဘုခွာနဲ့တားတယ်ငါရဲ့သူမအောင်မလူချင်ဘူးလားသူကစိတ်ထဲမှာငါလူချင်တယ်နေသူမငါ့ကိုပြတ်မကြိုက်တာဘာနော်အဲ့လိုမျိုးငါလူချင်တော့နေသူမငါ့ကိုမပြတ်မကြိုက်တာအဲ့လိုမျိုးဒါပေမဲ့ကျမအမိုးကြီးသူ့အရန်ချစ်တယ်နော်ကျမတို့လည်းအရန်ချစ်တယ်ဘယ်လောက်ထိကျမတို့ချစ်လဲဆိုအမိုးကြီးကလေကျမကိုစူးတယ်အမြဲတမ်းလည်းမောင်းထုတ်တယ်ဘလို့ပဲပြောကျမအမိုးကြီးကိုချစ်တယ်ဘာဖြစ်လဲဆိုလို့ရှိရင်ကျမကိုစူးတော့လေသူ့ရဲ့စိတ်အတွင်းနှလုံးသားထဲမှာမပါလို့ကျမသူ့ချစ်တယ်ဒါကြောင့်မလို့ဘယ်လောက်ထိလဲဆိုအမိုးကသူ့အခြေအနေသူတိတဲ့အချိန်မှာသူပြောလဲဆိုရှင်နော်မမစီတဲ့ငါတည်သွားခဲ့ရင်တဲ့နင့်မောင်နဲ့ညီမတွေအိမ်မရှိအိမ်မှာပေးနေနော်အဲ့လောက်စင်ထိအမိုးကကျမတို့ချစ်တယ်ဗောနော်ဒါကြောင့်မလို့တော့ဘုရားသခင်ကကျမတို့မပြစ်ပယ်ထားဘူးဗောနော်အမိုးအဖြစ်ကျမတို့ကြည့်ရှုဆောင်မချင်းပေးတယ်ဗောနော်ပြီးလို့ရှိရင်နယူးဇီလန်ကအမိုးလေကျမတို့ယေရှုတင်တယ်ဗောနော်ကျမအဖြစ်မဟုတ်တယ်လဲဆရာအဖြစ်ဗောဆရာကျန်းစာကျောင်းတက်ကလေးစပွန်ဆာပေးတဲ့အမိုးဗောနော်ဒါပေမဲ့ဗောကျမတို့အရန်ချစ်တယ်အခုချိန်ထိဖိုးခွားဖိုးမှုဖူတာအိုဒီယာတိုးအိုဒီယာအမြဲတမ်းကျမတို့ကိုမေးတယ်နော်အကြောင်းနယူးဇီလန်မှာရှိတဲ့အမိုးလဲကျမအိမ်တန်မှာကျေးဇူးတင်တယ်ဘောနော်မြင်လည်းမမြင်ဘူးအပြင်မှာဘောနော် line ပေါ်မှာပဲမြင်ဘူးတယ်ဒါပေမဲ့ကျမတို့ကိုတာသမီးတစ်ဖွဲ့ဒါဟာဆိုလို့ရှိရင်ကျမရဲ့အသက်တာမှာဘာလဲဆိုလို့ရှိရင်ဘောနော်ဘုရားသခင်ရဲ့ချစ်ချင်းဘောနော်ဘုရားသခင်ကကျမတို့နောက်ဦးကမိဘမဲ့ဖြစ်တော်ညာလဲပဲဘုရားသခင်မပြစ်ထားဘူးကျမတို့ကိုအမြဲတမ်းချစ်တဲ့ဘုရားဖြစ်တယ်တိရောခန်းကြီးလေးအငယ်16မှာကျမတို့ဘုရားသခင်သည်ငါတို့ကိုချစ်တော်မူခြင်းမေတ္တာတော်ကိုငါတို့တည်၍ယုံကြည်ကြ၏ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ချစ်ခြင်းမေတ္တာ၌တည်တော်သူသည်ဘုရားသခင်၌တည်၏ဘုရားသခင်သည်လည်းထိုသူ၌တည်၏ကျမတို့ဘုရားသခင်အင်မတန်မှချစ်တယ်နော်ကျမတို့မသိရှိတော်ညာလဲကျမတို့ကိုအမြဲတမ်းကျမတို့စားတော့ဖို့ရအတွက်အချိန်မီကျမတို့ကိုပြင်ဆင်ပေးတယ်အဲ့အတွက်လည်းဘုရားသခင်ရဲ့ကျေးဇူးတော်ကိုလည်းချီးမွမ်းတယ်ဘုရားသခင်ကကျမတို့နဲ့အတူအမြဲတမ်း
တွာလာပြီးတော့ကျမတို့ပို့ဆောင်လမ်းပြပေးတယ်ပေါ့နော်ကျမတို့အသက်တာမှာအမြဲတမ်းပို့ဆောင်လမ်းပြပေးတဲ့ဖခင်ဖြစ်တယ်ကျမတို့ကိုအင်မတန်မှချစ်တဲ့ဖခင်ဖြစ်တယ်ပေါ့နော်တခါတလေကျမတို့ဒုက္ခရောက်နေတဲ့အချိန်ဆန်စီစားတွေမရှိတဲ့အချိန်ရှိခဲ့ဘူးတယ်ပေါ့နော်တမန်တော်မနေခဲ့လဲကျမတို့ချစ်ခဲ့ဘူးတယ်စီလည်းမရှိစားလည်းမရှိအဲ့လိုမျိုးဖြစ်တဲ့အချိန်လည်းရှိခဲ့ဘူးတယ်တိုးတော်ညာလည်းကျမတို့ကိုးကွယ်နေတဲ့ဖခင်ဟာဘာနော်တည်နေတဲ့ဖခင်မဟုတ်ဘူးအသက်ရှင်နေတဲ့ဖခင်ဖြစ်တယ်ကျမတို့ကြုံတွေ့ရခက်ခါဖခင်သခင်ကိုဆုတောင်းတယ်ဒါမဲ့ဖခင်သခင်ကကျမတို့ကိုအချိန်နဲ့အများပြင်ဆင်ပေးတဲ့ဖခင်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ပေါ့နော်ကျမတို့ကိုတော့ဖခင်သခင်တွေဟာအစစ်နဲ့အစင်မြဲကျမတို့ကိုတတိနဲ့စောက်ကြည့်တဲ့ဖခင်ဖြစ်တယ်တော့ကျမရဲ့အသက်တာမှာကျမကြုံတွေ့ရတဲ့အခက်အခဲပြဿနာတွေငယ်တော့ကြုံတွေ့ရတဲ့အခက်အခဲပြဿနာတွေဘယ်လောက်ပဲများပြားစီတော်လဲပဲဗောနော်ဖခင်သခင်ဟာကျမကိုမောင်နှမထဲမှာကျမအကောင်းနေရတယ်အခုချိန်မှာလိုလေသေးမရှိဗောနော်ကျမစုတောင်းထားသလိုပဲဖခင်သခင်ကကျမကိုကောင်းသောခင်မွန်းလည်းပေးထားတယ်နော်ကျမပေါ်လဲနှိတ်ချတိခံတဲ့ခင်မွန်းပေးကျမတောင်းတဲ့အတိုင်းဘုရားသခင်ပေးထားတဲ့အတွက်ဘုရားသခင်ကိုလည်းကျေးဇူးတင်တယ်ကျမကိုအပြည့်အဝချစ်ပြီးပျော်ရွှင်တဲ့မိသားစုဖြစ်နိုင်ရတဲ့အခွင့်ပေးတဲ့ဖခင်ကိုလည်းကျမအင်မတန်မှကျေးဇူးတင်တယ်ဗောနော်ဒါဟာကျမတို့ရဲ့အကြံစီတော်နဲ့ဖခင်တန်စီတော်ကမတူညီဘူးဗောနော်နောက်ဆုံးကျမကျမ်းစာတပိုက်အနေဖြင့်အဆုံးသတ်မှာဖြစ်ပါတယ်ဗောနော်90ခုမြောက်သောစာလံအပိုင်းငယ်1နှစ်မြင့်ဆုံးသောဖရာဤကွယ်ကာယာဌာနတော်၌နေသောသူသည်အနန္တတကုရှိအရေးကိုခိုရလိမ့်မည်ထာဝရဘုရားသည်ငါခိုလုံရာငါဤရဲ့တိုက်ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူ၏ဟုငါပြောဆို၏ဂျာနာတို့ရောက်စတိုင်းမှာဘုရားသခင်တိုင်၍ကောင်းချီးပေးပါစေ